အုတ်တက်ရကလေးကိုမှတိတ်ဆက်တာအမတ်စုပါကဗျဒိတ်တက်တယ်လက်ကုတ်တာမှာကျွန်တော်ဒါနောက်ဆုံးနည်းနည်းအပြင်းဆုံးမျိုးတင်ခတ်စကားပြလက်ကုတ်တာအကျဉ်းကြီးကလက်ကုတ်တာအကျဉ်းကြီးကိုရတယ်တကယ်အကျဉ်းကတော့ပြောကြတယ်မှာအုတ်တက်တယ်လို့အုတ်တက်လက်နော်ပလင်းမျိုးပေါ်မှာအုတ်တက်လက်တစ်ဖက်ဟုတ်မှန်တယ်အုတ်တက်လက်ကလေးခါတာဒီလက်ကုတ်တယ်ဗျာလက်ကုတ်တာပညာနဲ့အိမ်ရောက်ရုပ်ပြီးကာတာလို့နော်လက်ကုတ်ဗျာတော့ပလင်းမျိုးပေါ်မှာအုတ်တက်လက်က30လာပုံတတာနော်ပြောစင်ပေါ်မှာအဟုတ်ကလက်နော်အဟုတ်တောင်ပြူပါပြည့်စင်းလို့နော်တလင်းတုံးလုံးပြောစင်တလင်းတုံးလုံးပြောစင်မှာဟုတ်ကလက်ကလေးနဲ့စက်တဲ့နဲ့နော်ကဲတင်းကြရေလွယ်လားမလွယ်ရပါဘူးအားပေးပါဟုတ်အားပေးပါဟုတ်စုသားကြနော်ဒီဝါထင်းနေတကယ်လောက်ကြတာဗျာနော်တို့စက်ကလည်းကြည့်နေရတာလားမသိဘူးနော်တိမ်အိုးကြီးသာသာရာလက်ခုပ်တီးရဓမ္မနီယာဓမ္မသင်္ကာကျနာဆေလာမောင်တို့ဘာနဲ့ပုံနေလဲဘဝရဲ့ထက်ကိုတွေ့နေတယ်လားကကျိုးကုန်တဲ့ကျိုးတစ်ခါနော်ကျိုးတစ်ကျိုးဆက်ကျိုးတစ်ဆက်ကျိုးတစ်ကျိုးဆက်နော်ကျိုးတစ်ကျိုးဆက်အတော်နဲ့အပြန်နဲ့အတော်အပြန်အမှားမှန်မခံနဲ့ဟောပေးတတ်ကိုလာသမျှခါတော့နော်တကယ်ကိုအားပေးဟောကျိုးတစ်ခါလက်ခုပ်ရသူတို့ရမှာအကြီးထွေးရုံနဲ့ဒါရရကျိုးနဲ့ကျိုးရဒီမှာတုံးကျိုးစစ်နော်ကျွန်တော်ကျိုးတုံးကျိုးစစ်နော်ကျိုးတုံးကျိုးစစ်မှာတို့ရန်လာမရှိပြတာလေးတွေရအောင်ခက်စကားပြမယ်နော်ကျွန်တော်ဒါကျိုးတုံးကျိုးစစ်ကျိုးဆက်စစ်နော်ဒီလိုရတယ်အဲ့ဒါတွေဟုတ်တယ်ကောင်းတယ်အဲ့ဒါတွေမှန်လေးတွေဆိုတာကနားလေဖွင့်လို့နေနေချိုးမှာစော့ဒီအချင်းအများကြီးတွေဒီမှာဗျာလေဒီလိုပြေးရဒီလိုပြေးရလားဒီလိုပြေးထားလို့ရတယ်ဟိုဆွဲတော့များတယ်ဆွဲတော့များကဲကျိုးရဲနဲ့ပြီးပဲရှင်းပြီးလို့နဲ့လာတော့ကြောက်ကိုခေါ်ရပါလို့ပြုတ်ချက်တာအသက်ရှိလားဒါရောနော်ဒီကျိုးရဲနဲ့ပြီးချင်းလို့ကဲရတဲ့ပေါ့လေဝင်လေပါဒီဝိုင်းကပါချင်းမီဝင်ဒီဝိုင်းအတွင်းနော်ချင်းမီဝိုင်းပါကဲကိုချစ်ကိုမမဆူစုလာချင်းပြပါလေမဆူစုလက်ခံပေးပါဦးနော်ဒီလေးမခဏမရှိပါနဲ့စုလေးရေးလက်ခံပေးပါဦးစုချလေးရတယ်ပါနဲ့ဒီနော်ဒီဝိုင်းတော့လေးလေးမှာနော်လာပြီးပြချလုံးနဲ့နော်အားလုံးလက်ကုပ်တန်လေးပြောင်းဆန်အောင်ကဲအားပေးလိုက်ကြအားလုံးခုံရဝင်ပါနော်ဒီတော့ကပြင်းနေတယ်မန္တမရေးနည်းနည်းလေးချလုံးလေးရနော်တကယ်ကိုအနေနဲ့သက်သွန်ဆန်ပြဒီပူလောင်တော့လက်ကုတ်တန်နဲ့နော်ပူတယ်ပြီးတော့ကပူတယ်အလဲမှာကြာတာအလဲခွဲပြုတ်လိုက်ဟုတ်တယ်နော်ဒီခွဲတော့ဆိုတော့ငါဒီမှာကြာပါနော်အလဲခွဲတစ်ခွဲလောက်ဆိုတော့ငါဒီမှာမဖွင့်နဲ့ပြီးစကားလုံးကြည့်တယ်မပြီးသေးနော်မဖွင့်ပါနဲ့ကဲပေးကြလက်ခွဲပြတော့ဆုံးတဲ့အိတ်တွေဟုတ်တယ်ရတော့ကတ်စီလိုက်လုံးတဲ့တွေပြနော်လုံအားဌာနလူတာပါနော်ဟဲ့တက်ချီကအားလုံးဒီလေးပြန်ဖွင့်လို့ရပါပြီ